ကိုတိုင်းကစိတ်မပါဘဲနဲ့တခြားလူကအတင်းတိုက်တွန်းလို့သူကလှုပ်ခိုင်းလို့လှုပ်လိုက်ရရင်မိတ်ဆွေစိတ်ချမ်းသာလားအဲ့လိုပဲတခြားသူကိုလည်းသူ့စိတ်မပါဘဲနဲ့အတင်းတိုက်တွန်းပြီးတော့မလှုပ်ခိုင်းပါနဲ့အရာရာတိုင်းကို yes လို့ပြောဖို့မိတ်ဆွေမှာတာဝန်မရှိပါဘူး no လို့လည်းပြောတတ်ရပါမယ်အားလုံးပဲမင်္ဂလာပါလေမွန်ပါမယ်ပလောကနေတော့ကြိုဆိုလိုက်ပါတယ်အခုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာကိုယ်အလုပ်ရှင်ကကိုယ်မှာအလုပ်တွေပုံနေတာတော့မှအလုပ်တွေတက်ခိုင်းနေကိုယ့်ရဲ့လုပ်ဖို့ကင်ဘက်မိတ်ဆွေတငယ်ချင်းတွေကလည်းကိုကကြတော့သူတို့ကိုတေချာကူညီပေးပြီးတော့ကိုယ်လည်းကြတော့မကူညီပေးချင်ကြအောင်နောက်တစ်ခုကကိုမလုပ်ချင်တဲ့အရာတွေကိုမပျော်ရွှင်ရတဲ့အရာတွေကိုအတင်းတိုက်တွန်းပြီးတော့ဖိအားပေးတာမျိုးတွေကိုမိတ်ဆွေတငယ်ချင်းတွေကကိုသဘောကောင်းတာကိုအခွင့်ကောင်းယူတာမျိုးတွေအဲ့လိုပြဿနာတွေနဲ့ကြုံနေရတယ်ဆိုရင်မိတ်ဆွေဒီဗီဒီယိုကိုအဆုံးထိဆက်ကြည့်လိုက်ပါနောက်ဆုံးမှာဘယ်လိုဖြေရှင်းရမလဲဆိုတာတွေကိုမိတ်ဆွေသိသွားပါလိမ့်မယ်ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အပေါ်ကျွန်တော်အချက်၅ချက်နဲ့တေချာလေးရှင်းပြပေးပါမယ်နံပါတ်1ချက် emotional boundary စိတ်ပိုင်းဆိုင်ရာစီးပွားပထမဆုံးက emotional boundary ပါဒါတခြားသူတယောက်ရဲ့စိတ်ခံစားချက်အတွက်မိတ်ဆွေမှာတာဝန်မရှိဘူးဆိုတာကိုလက်ခံထားပါဥပမာတငယ်ချင်းတယောက်ကသူ့ရဲ့အစင်မပြေမှုတွေကိုမိတ်ဆွေစီနိုင်ဝက်လောက်ဖုံးဆက်ပြီးတော့လာညှိတယ်မိတ်ဆွေကလည်းနားထောင်ပေးလိုက်တယ်ဖုံးချလိုက်တဲ့အခါမှာ तू ကတော့သူ့ရဲ့ခံစားချက်တွေကိုရင်ဖွင့်လိုက်တဲ့အတွက်ပေါ့သွားပြန်မဲ့မိတ်ဆွေကတော့အလုပ်တွေလည်းမပြီးစိတ်တွေလည်းလေးပြီးတော့ကြံခဲ့တယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့အတွင်းစိတ်တကားကိုတခြားသူတယောက်ကိုကျူးကျော်ခွင့်ပေးလိုက်လို့ပါပဲနံပါတ်2ချက် time boundary အချိန်ဆိုင်ရာစီးပါအချိန်ကိုကန့်သက်တယ်ဆိုတာမိတ်ဆွေဘဝမှာဘာကအရေးကြီးရဲဆိုတာကိုကန့်သက်ထားလိုက်တာပါပဲကျွန်တော်သိချင်လို့တခုမေးပါအောင်ပဲမိတ်ဆွေကကိုယ့်အတွက်အရေးကြီးတဲ့အလုပ်တစ်ခုခုကိုလုပ်နေတဲ့အချိန်မှာတကယ်ချင်းတယောက်ကအပြင်ခဏသွားမယ်လိုက်ခဲ့ပါအောင်ရုပ်ရှင်သွားကြည့်အောင်လေဆိုပြီးတော့ပြောလာရင်ကိုကမငင်းရဲလို့လိုက်သွားရတဲ့အခောက်ပေါင်းဘယ်နှခေါက်လောက်ရှိပြီလဲမိတ်ဆွေရဲ့ကိုယ်ပိုင်အချိန်ကိုကိုတိုင်းကမှတန်ဖိုးမထားရင်ဘယ်သူကမှတန်ဖိုးထားမှာမဟုတ်ပါဘူးကိုမိသားစုအတွက်ကိုယ့်ရဲ့ relationship အတွက်ကိုတောင်မှအချိန်ကန့်သတ်ထားပါဟုတ်ပြီနံပါတ်3ချက်ကိုဆက်မပြောခင်ကျွန်တော်တို့တိတာမြင်သာရှိသွားအောင်နှိုင်းရှင်ကြည့်အောင်ခြံစည်းရိုးမရှိတဲ့အိမ်နဲ့ခြံစည်းရိုးရှိတဲ့အိမ်ခြံစည်းရိုးမရှိတဲ့အိမ်ကြတော့ဝင်ကျင်တိုင်းဝင်မယ်ပစ္စည်းတွေလည်းယူကျင်တိုင်းယူမယ်ကိုယ့်ရဲ့အိမ်ဟာဇယက်တန်တာတစ်ခုပဲဖြစ်လိမ့်မယ်အိမ်ရှင်ကလည်းငါအိမ်ထဲကိုဘယ်သူများဝင်လာမလဲဆိုပြီးတော့အမြဲတမ်းစိုးရင်စိတ်နဲ့နေထိုင်ရပြီးတော့နာနာနေလည်းမနေရပါဘူးခြံစည်းရိုးရှိတဲ့အိမ်ကြတော့ဧည့်သည်ကတကားခောက်ရမယ်အိမ်ရှင်ကလည်းဝင်ပေးမှဧည့်သည်ကဝင်လို့ရမယ်အိမ်ရှင်ကကိုယ့်ရဲ့အိမ်ထဲမှာအေးချမ်းနဲ့တကယ်လွတ်လပ်မှုကိုရရှိစေတယ်ဒီမှာကျွန်တော်တခုပြောချင်တာကမိတ်ဆွေဘဝကလည်းဒီအတိုင်းပါပဲ boundary စီးရှိမှမိတ်ဆွေကအေးချမ်းနဲ့လွတ်လပ်မှုကိုပိုင်ဆိုင်နိုင်မှာပါနံပါတ်3ချက်နဲ့နံပါတ်4ကိုကျွန်တော်ပေါင်းပြီးတော့ပြောပါမယ် what and relationship boundary ဒါကတိတ်ကိုရေးကြည့်တာအလုပ်မှာရုံးစည်းငိမ်ကြော်တဲ့အထိအလုပ်ကိစ္စတွေပြန်ဖြေပေးနေတာကအလုပ်ကြိုးစားတာမဟုတ်ပါဘူးဒါကစီးမရှိတာပါဒါဟာမိတ်ဆွေရဲ့ပင်ပန်းနွမ်းနယ်မှုကိုဖိတ်ခေါ်နေတာနဲ့တူတူပါပဲrelationshipမှာလည်းဒီလိုပါပဲချစ်သူဒါမှမဟုတ်မိဘတွေကမိတ်ဆွေရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကိုချစ်လို့ပါဆိုတဲ့ခေါင်းစဉ်နဲ့ဝင်ဆွတ်ဖတ်နေရင်ဒါမျိုးမလုပ်ပါနဲ့လို့ရင်ကြီးနဲ့ပြောရပါမယ်ဒီလိုစီးရှိတဲ့ဆက်ဆံရေးမှာပို့ပြီးတော့လေးစားမှုရှိပြီးတော့ကြာရှည်ခိုင်မြဲမှာပါနံပါတ်5ချက် internet boundary ကိုထိန်းချုပ်ခြင်းစီးပါဒါအခက်အခဲဆုံးပါသူများကို no လို့ပြောဖို့တဲ့ကိုယ့်ရဲ့ပြင်းရတဲ့စိတ်ကို no လို့ပြောဖို့ကပိုခက်ခဲပါတယ်မိတ်ဆွေကငါတင်ပြီးတော့ငါဘဝအတွက်အလုပ်လုပ်မယ်လို့ဆုံးဖြတ်ထားရင်ဖုန်းကိုလုံးဝပိတ်လိုက်ပါကိုပေးထားတဲ့ကတိကိုတီးတဲ့လူကကိုယုံကြည်မှုအရှိဆုံးလူတစ်ယောက်ဖြစ်မှာပါကျွန်တော်ဆိုရင်လည်းငါဒီနေ့ content ရေးရမယ်ဗီဒီယိုရရမယ်ဆိုရင်အဲ့ဒီနေ့မှာကောင်မလေးကိုတော့အချိန်ကန့်သက်ပြီးတော့စကားပြောပါတယ်အဲ့ဒီလိုလုပ်ချင်းအပြင်ကိုယ့်ရဲ့ productivity မြင့်စေပြီးတော့ကိုယုံကြည်မှုပိုရရှိပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကစီကန်းရှိခြင်းအားလှောင်အိမ်ထဲမှာပိတ်လောင်နေတာမဟုတ်ပဲမိတ်ဆွေရဲ့တကယ်လွတ်လပ်မှု freedom စီခေါ်ဆောင်သွားမှာပါဒီကနေ့ no လို့ပြောလိုက်တော့မယ့်အရာတစ်ခုဒါမှမဟုတ်စလုပ်တော့မယ့် boundary တစ်ခုကို comment မှာရေးကြီးရေးခဲ့လိုက်ပါမိတ်ဆွေဘဝကိုမိတ်ဆွေကိုယ်တိုင်ပြန်ထိန်းချုပ်ဖို့အချိန်တန်ပြီနော်အချိန်တန်ပြီကဲဗီဒီယိုလေးကိုဒီမှာတည်းအဆုံးသတ်လိုက်ပါမယ်ကျွန်တော်ဗီဒီယိုလေးကမိတ်ဆွေတို့အကျိုးရှိရဆိုရင် like လုပ်ခဲ့ဖို့နဲ့ဒီလိုအကျိုးရှိတဲ့ content တွေကိုထပ်ကြည့်ကျင်တယ်ဆိုရင် channel လေးကို subscribe လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye